မင်္ဂလာပါဒီကနေ့ကျွန်တော် Samsung Galaxy Z Fold တွေထဲကိုမြန်မာဇော်ကြီးဖောင်းတဲ့ keyboard ဘယ်လိုထည့်သွင်းရဲဆိုတော့ကျွန်တော်ဒီတော့ပြောပြချင်ပါတယ်အဲ့ဒါကတော့ကျွန်တော် Samsung Galaxy Z Fold တွေအတွက်ဖြစ်ပါတယ်Samsung Galaxy Fold မှာများအားလုံးအတွက်အလုပ်လုပ်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်Android version ကျတော့3.12 4.1 4.12နောက်ဆုံးထည့်တဲ့4.3တွေအတွက်ပေါ့နော်ဖုန်းတွေကျတော့Galaxy S1 2 3 4 5no မှာဆိုရင် no 1 2 3ပေါ့နော်အဲ့ဒီဟာတွေအကောလုံးထည့်လုံးမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဲ့ဒီကျွန်တော်သွားတိုက်လုံးကြည့်ပါအဲ့ပြီးတော့လုံးနီးကတော့နည်းနည်းကွာတယ်အဲ့ဒီ Android version ကွာရင်ကွာသလိုအနောက်ဖေးမှာ app လို့ဘယ်လို install လုပ်ရဆိုတော့ကျွန်တော်တစ်ချက်ချင်းစစ်ပြမှာဖြစ်ပါတယ်အဲ့ဆိုတော့အဓိကကျွန်တော်ရဲ့ phone device Android version ရန်ပါလဲဆိုတော့ကျွန်တော်အဓိကသိဖို့လိုတယ်အဲ့ဆိုတော့ကျွန်တော် Android version ဘယ်လိုကြည့်လဲဆိုတော့ကျွန်တော်အဲ့ဒီ setting နေရာမှာသွားပြီးကြည့်ဖို့လိုတယ်ကျွန်တော်ဖုန်းထဲမှာသွားပြီးပေါ့နော်အဲ့ဒီ setting နေရာမှာသွားပါsetting နေရာမှာသွားပြီးတော့ကျွန်တော်ဖုန်းကြတော့ Note 3ဆိုတော့ကျွန်တော်အခြားဖုန်းနဲ့တူလိုက်မယ်အဲ့ဒီနေရာမှာပေါ့နော်တကယ်တော့မတူဘူးဆိုရင်တော်များတူပါတယ်အဲ့ဒီအဲ့အခြားဖုန်းနဲ့အဲ့ဒီsetting နေရာမှာသွားပြီးတော့ general 10နေရာမှာကိုကျွန်တော်အောက်ဆုံးနေရာမှာသွားလိုက်ပါအောက်ဆုံးနေရာမှာသွားပြီးတော့ about device ဆိုတာကိုတွေ့ရလိမ့်မယ်အဲ့ about this device ဆိုတဲ့နေရာမှာကိုနှိပ်လိုက်ပါအဲ့မှာသွားလိုက်တာနဲ့ကျွန်တော်အဲ့ Android version ဆိုတာတွေ့ရလိမ့်မယ်အဲ့ Android version မှာ 4.3 ဆိုတာတွေ့ရလိမ့်မယ်အဲ့ဒါနောက်ဆုံးတွေ့တဲ့ version ပေါ့နော်အဲ့ဒီနေရာမဟုတ်ဘဲအခြားဖုန်းတွေပေါ့နော်Galaxy Note 1 2နဲ့ပြီးတော့ S431 34ပေါ့နော်အဲ့ဒီချိုးဖောက်လို့ဆိုရင်အဲ့ဒီ4.1တွေ့ရလိမ့်မယ်4.12တွေ့ရလိမ့်မယ်အဲ့ဒီကိုယ့်ရဲ့ Android version ဘာလဲဆိုအရင်ဒီမှာကြည့်ဖို့လိုတယ်အဲ့ဒီကရေးကြည့်တယ်အနောက်ဘက်မှာကျတော့ app ကို install လုပ်ခါကြရင်မှန်ကန်တဲ့ Android version ကိုတည်ဖို့လိုတယ်အဲ့ဆိုတော့ကျွန်တော်ဖုန်းကျတော့4.3ဆိုတော့ကျွန်တော်တည်ထားပြီအဲ့ဒီကဖြစ်နိုင်ဆိုရင်စာနယ်ရေးထားလိုက်ပါ Android version ဘာလဲဆိုတော့တည်ဖို့လိုတယ် okay ကျွန်တော် Android version ကတည်ပြီဆိုတော့ကျွန်တော် app တွေကို install လုပ်ဖို့လိုတယ်ပထမဆုံးကျွန်တော် app ကို install လုပ်ရမယ်တွေ့ကြောင်းကျွန်တော်အဲ့ဒီ Android market ပေါ့နော်Google Play ဆိုတဲ့နေရာမှာကိုဈေးဝယ်တဲ့နေရာကိုတွားလိုက်ပါအဲ့ဒီနေရာမှာကိုကျွန်တော်ဘာ install လုပ်ရမလဲဆိုတော့ one mobile market ဆိုတဲ့နေလိုက်ပါone mobile market ပေါ့နော်အဲ့ဒီကိုနေပြီးတော့စာကြည့်လိုက်ပါအဲ့မှာနေလိုက်တာနဲ့ကျွန်တော်အဲ့ဒီ one mobile market ဆိုတာတွေ့ရလိမ့်မယ်ကျွန်တော် HD နဲ့ light ရှိတယ်ကျွန်တော် light ကိုသုံးတယ်အဲ့ဒီ light လက်မကိုဒီမှာကျွန်တော်နဲ့ထင်နေတယ်မတွေ့ရဘူး okay one mobile market light ဆိုတဲ့နေရာမှာကိုဒုတိယခုမှပေါ့နော်အဲ့ဒီမှာကိုကျွန်တော် install လုပ်လိုက်ပါ okay ဒီဟာကို install လုပ်လိုက်ပါပြန်နဲ့ accept okay ကျွန်တော် connection ကနည်းနည်းနေတယ်အခုအပြင်မှာကြာဒီဥတော့တိတ်မကောတော့ okay ပြီးတော့ကျွန်တော် computer နဲ့ join ရတယ်ဆိုတော့အလုပ်လုပ်ရနေတယ် okay ပြီးရတဲ့ဒီဟာကိုကျွန်တော် open မလုပ်ဘဲနဲ့ခဏပိတ်ထားလိုက်ပါခဏပိတ်ထားပြီးတော့ကျွန်တော် home page ကိုပြတ်သွားပါတော့ home page မှာကိုပြတ်သွားလိုက်ပါ home page မှာပြတ်သွားပြီးတော့ကျွန်တော် internet browser ကိုသွားဖို့လိုတယ်ကိုယ့်ရဲ့ဖုန်းထဲမှာအဓိကတော့internet သွားဖို့ပေါ့နော်အဲ့ internet စီးတဲ့နေရာကိုသွားလိုက်ပါ internet သွားလိုက်ပါသွားပြီးတော့ကျွန်တော် Google ဆို search လုပ်လိုက်ပါ Google ကိုသွားပါ Google မှာသွားပြီးတော့ကျွန်တော်ဘာနေထဲမလဲဆိုတော့ကျွန်တော်onemobile.com ဆိုတော့နေထဲလိုက်ပါ onemobile.com အဲ့ဒီဟာကိုနေထဲလိုက်ပါကျွန်တော်မှာကြာတော့ဒီမှာကျွန်တော်အရင်လုပ်ထားပြီးပြထားပြီးဆိုတဲ့ကြောင့်ကျွန်တော်ဒီမှာတက်ခါလေးပြထားဖြစ်ပါတယ်ပြီးတော့ဒီမှာ www.onemobile.com ဆိုတဲ့နေရာမှာကိုအဲ့ဒီ free entry app နဲ့ gate ဆိုတဲ့နေရာမှာကိုအဲ့ဒီဟာကိုနှိပ်လိုက်ပါ okay ပြီးသွားတာနဲ့ကျွန်တော်ဒီ search နေရာမှာကိုနှိပ်ပါကျွန်တော်ဖုန်းထဲကိုကျွန်တော် Zoji Fault စာရမယ်ဆိုတော့ကျွန်တော် Zoji Fault ဆိုတာကိုနှိပ်ထည့်လိုက်ပါ ZAW ဒီမှာကျွန်တော်ပြပြီးဖြစ်တဲ့အတွက် Zoji Fault ဆိုတာကိုနှိပ်ထည့်ပြီးတော့စာကြည့်လိုက်ပါပြီးတော့ search
အဲ့ဇော်ဂျီ file စာပြီးတာနဲ့ကျွန်တော်ဖုန်းမှာကျွန်တော်ခုနပြောတဲ့အတိုင်းပေါ့နော် version ဟိုဟာ injury version ကိုယ် version ပါလဲဆိုတော့အတိအကျတည်ဖို့လိုတယ်အဲ့ဒီမှာဇော်ဂျီတွေကတော့အများကြီးတွေ့တယ်ကို version နဲ့ကြိုက်တဲ့ဇော်ဂျီကိုစာဖို့လိုတယ်အဲ့ဒီ palm site နဲ့ပြထားတာဒီနေရာတွေဘာကွာချောင်းမှုရှိတယ်ကျွန်တော်ဆေးပြအောင်ဖြစ်ပါတယ်โอเคကျွန်တော်ဖုန်းလာနေကြကျွန်တော် okay အဲ့ဒီမှာကျွန်တော် palm site နဲ့ပြထားတာပါလဲဆိုတော့ကျွန်တော်ဖုန်း root လောက်ရတဲ့ဖုန်းတွေကိုအဲ့ဒီ file နဲ့အသုံးပြုဖို့အတွက်ပြထားတယ်ကျွန်တော် root လောက်ထားတဲ့ဖုန်းတွေဆိုရင်ဒီ file နဲ့အသုံးပြုဖို့လိုတယ်ဟိုဟာဥမာဖြစ်အဲ့ဒီ root လောက်ရတဲ့ဖုန်းတွေပါဖုန်းတွေဆို Sony တို့ Nokia တို့အခြားဖုန်းဟိုဟာ Android ဟိုဟာဘာလို့ပြောမလဲအဲ့ Galaxy မဟုတ်တဲ့ဖုန်းတွေမှန်တယ်များအကောလို့ကတော့ဟိုအခြားဖုန်းတွေဆိုရင်ကျွန်တော် root လောက်ရတဲ့ဖုန်းကို root လောက်ပြီးမှပေါ့ကိုတွေ့ရတယ် Galaxy ဖုန်းတွေကျွန်တော် root မလောက်ဘဲနဲ့အလွယ်တကူဖုန်းတွေတွေ့လို့လွယ်တော့နော်ကျွန်တော် root လောက်ရတဲ့ဖုန်းတွေကျတော့ဒီ palm site နဲ့ဟာတွေကိုတုပ်ပြဖို့လိုတယ်ပြီးတော့ဒီဟာတုပ်ခွေကြည့်အောင်ဒီဟာတုပ်ခွေကျတော့ entry version ပေါ်မှာမူတည်တယ်ခုနကြော်ပြောသလိုနော် entry version 3.1ဆိုရင်ကျွန်တော်ဒီဟာကိုနှိပ်ဖို့လိုတယ်3.1 4.1 4.12ဆိုရင်အဲ့ဒီဟာကိုနှိပ်ဖို့လိုတယ်ကျွန်တော် entry version ပါလဲဆိုတော့တည်ဖို့လိုတာပေါ့နော်ကျွန်တော်ခုနပြတဲ့အတိုင်းအဲ့ about device ဆိုတဲ့နေရာမှာတွားပြီးကိုယ့်ရဲ့ entry version ပါလဲဆိုတော့တည်ဖို့လိုတယ်ဒီနောက်ဆုံးထည့်တဲ့အဲ့ 4.3 အတွက်ဒီဟာကြတော့အဲ့ဆိုကိုယ့်ရဲ့ version ပါလဲဆိုတော့တည်ဖို့လိုတယ်ပထမဆုံးဟိုနောက်ဆုံးဖြစ်ဟို entry version ဖြစ်တဲ့ဟိုအိုးတွေအတွက်ပေါ့နော်3.1ဒီဟာကြတော့4.1 4.12ဒီဟာကြတော့နောက်ဆုံးထည့်တဲ့4.3 okay အဲ့ဒီမှာကျွန်တော် entry version တိကျတည်ဖို့လိုတယ်ပြီးရတယ်ဒီမှာကိုယ့်ရဲ့ entry version အတိုင်းဒီမှာ install လုပ်ဖို့လိုတယ်ကျွန်တော်ဖုတ်ကြတော့ဟို version 4.3ဆိုတော့ကျွန်တော်ဒီဟာကို install လုပ်အောင်မှာဖြစ်ပါတယ်အဲ့မှာ install လုပ်ခါကြရင်ကျွန်တော်ဒီ download နေရာမှာကိုနှိပ်လိုက်ပါအဲ့ဒီများနေရာမှာပေါ့နော်နှိပ်လိုက်တာနဲ့ကျွန်တော်သူအဲ့ရဘာနဲ့ဖွင့်ခဲ့တဲ့ဟာတွေ့ရလိမ့်မယ်ကျွန်တော်1 mobile market light နဲ့ကျွန်တော်ခုန install လုပ်တာအဲ့ဒီဟာနဲ့ဖွင့်မယ် okay ပြီးတော့ always မှာသွားလိုက်မယ်ပြီးရတယ်သူ download လုပ်လိုက်မယ်ပြီးရတယ် install okay အဲ့ဆိုတော့ကျွန်တော်အဲ့ဒီဖုန်းဟိုအဲ့ဒီ app ကကျွန်တော်ဖုန်းထဲရောက်သွားပြီပေါ့နော်အဲ့ဆိုတော့ကျွန်တော် home page မှာပြန်သွားပြီးတော့ကျွန်တော် link တွေ့ဖြစ်အောင်လို့ကျွန်တော်ဖုန်းထဲမှာဟိုဖောင်းလည်းမရှိသေးဘူးဟို keyboard လည်းမရှိသေးဘူး link တွေ့ဖြစ်အောင်လို့ကျွန်တော်ပြောင်းရဖြစ်ပါတယ်ကျွန်တော်ဟို Facebook မှာသွားပြီးတော့เนาะအေးဗမာလိုရေးထားတဲ့ဟိုဦးနေမျိုးစေရဲ့ Facebook မှာကျွန်တော်ကြည့်အောင်ဒီမှာဆိုရင်သူဗမာလိုရေးထားတာရှိတယ်ဒီကဆိုရင်သူဗမာလိုရေးထားတာကြီးပဲဒါပေမဲ့ကျွန်တော်အဖြူတွေကြီးပဲတွေ့ရပါမှမတွေ့ရဘူးသူဗမာလိုရေးထားတာရှိတယ်ဒါပေမဲ့ကျွန်တော်ထက်မှာ pharmacy တွေတွေ့ကြအောင်ဘာမှမတွေ့ရဘူးကြာကျွန်တော်လက်တွေ့ပြအောင်ပြတာပါ okay ပြီးရတဲ့ကျွန်တော်ခုနဟို download လုပ်လိုက်တဲ့ဇော်ဂျီ1 flat file ဆိုတာပြန်သွားကြည့်အောင်ဒီဖုန်းထဲမှာပြန်သွားပြန်စာကြည့်ပြန်စာလို့ရပါတယ်ခုနကျွန်တော် install လုပ်ထားတဲ့ဟာဒီမှာတွေ့လားခုနလုပ်တဲ့ဟာ flat file ဆိုတဲ့နေရာမှာ open လုပ်လိုက်ပါကဲကျွန်တော်အလုပ်ရနေနေတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုကွန်ပျူတာနဲ့ဖုန်းနဲ့ join ထားဆိုတော့လုပ်ရနေနေတယ်အဲ့ဒီကနေထွေးလိုက်ပါဒီဟာထွေးလိုက်ပြီးတော့ဒီဟာမထွင်းခင်ကျွန်တော်စိတ်ပြချတာပါလဲဆိုတော့3.12မှာဆိုရင်ကျွန်တော်အဲ့ display နေရာမှာသွားဖို့လိုတယ်4.1 4.12ဆိုကျွန်တော် display နေမှာသွားစရာမလိုဘူး3.1 3.2ဆိုရင်ကျွန်တော်အဲ့ display ကိုယ့်ဖုန်းထဲမှာ display နေရာသွားပြီးတော့အဲ့မှာသူပြထားတဲ့အတိုင်းပေါ့နော်သူရဲ့ instruction နေရာအတိုင်းသွားလိုက်ပါကျွန်တော်ကြားအဲ့ဒီ entry 4.1 4.12 4.3ဆိုရင်ကျွန်တော်အဲ့ဒီdisplay နေရာမှာသွားဖို့မလိုပါဘူးကျွန်တော်ပြောင်းမလို့သွားရဲဆိုတော့home page မှာပြသွားကျွန်တော် setting နေရာကိုသွားပါ setting နေရာကိုသွားပြီးတာနဲ့ကျွန်တော်အဲ့ဒီ device ဆိုတဲ့နေရာကိုသွားပါအဲ့ဒီ device နေရာမှာကိုကျွန်တော်ဟို
fault ဆိုတာကိုနေရာမှာဟုတ်နေပါကျွန်တော်ဒီအထင်းနေတယ် connection မကောင်းတော့အဲ့ဒီ fault ဆိုတဲ့နေရာကိုနေလိုက်ပါပြီးရတယ် fault style ဆိုတော့တွေ့ရလိမ့်မယ်โอเคပြီးရတယ်ကျွန်တော်အဲ့ဒီမှာကျွန်တော် fault တွေအများကြီးတွေ့ရလိမ့်မယ်ဒီမှာဆိုရင် zoji ဖောင်းမှာပါလာတဲ့ fault style တွေပေါ့နော်စာလုံး design အမျိုးမျိုးပေါ့ဒီမှာဆိုရင်သူဒီ design ထဲလို့ဆိုရင်သူအင်္ဂလိပ်လိုပုံခါကြရဲ့အဲ့ဒီပုံစံလေးပဲပြလိုက်မယ်ဒါပေမဲ့ကျွန်တော်မြန်မာလိုတွေ့ရတဲ့ fault တွေကြီးပေါ့ဒီအကောလုံးကဥပမာပြကျွန်တော်ကြိုက်တဲ့ဟာရွေးလို့ရပါတယ်အဲ့ဒီ dot c ဆိုတော့ကျွန်တော်စမ်းကြည့်အောင်ပြရတယ်ကျွန်တော်အဲ့ဒီ file ကိုသူ install လုပ်ခိုင်းလိုက်မယ် yes အဲ့ဒီကကျွန်တော် file ရွေးတာပေါ့နော်အဲ့ဒီ file ပြသွားကျွန်တော် file ထဲမှာကိုလိုချိန်သွားလိမ့်မယ်အဲ့ဆိုဘယ်မှာလို့လဲတွေးလို့ရလိမ့်မယ်ခုနကကျွန်တော်ပြရတဲ့အဲ့ဒီ intro version 4.1 4.12ပေါ့နော်အဲ့ဒီမှာလဲကျွန်တော်အခြား file တွေပေါ့နော်အခြား file မှာရွေးလိုက်ပါကျွန်တော် 4.3 နဲ့တူမှာမဟုတ်ဘူးအဲ့အခြား file တွေတွေ့ရလိမ့်မယ်အဲ့ file တွေမှာကျွန်တော်ရွေးလိုက်ပါ file တော့တူမှာမဟုတ်ဘူးAndroid version 3.1 3.2ဆိုရင်ကျွန်တော်ဒီသွားတော့ကွာတယ်အဲ့ဒီ display နေရာမှာသွားပြီးတော့ file style ဆိုတဲ့နေရာမှာသွား file ကိုရွေးချယ်ပါအဲ့တော့ခုကွာတယ်အဲ့ဆိုကျွန်တော် file ချောင်းပြောင်းသွားပြီကျွန်တော်ပြန်ရွက်ပြောင်းသွားတာမပြောင်းသွားတီးချင်လို့ဆိုရင်ကျွန်တော်အဲ့ Facebook မှာပြသွားကြည့်အောင်ကျွန်တော်ဘာမှ file တွေ့ရလားမတွေ့ရလားဆိုတော့ဗောနော်အဲ့ Facebook နေရာပြသွားကြည့်မယ်ဒီခုနဥနေမျိုးစေ့ရဲ့ Facebook မှာကိုတွေ့ရခုစေကြောမြန်မာလို့ကောလို့တွေ့လို့ရပါပြီခုနဘာမှမတွေ့ရတဲ့ blink လေးပေါ့နော်အဲ့ဆိုရင်အခုစေမြန်မာလို့တွေ့ရတာကောလို့မြန်မာလို့တွေ့ရတယ်ပြီးတော့အင်္ဂလိပ် design မှာလည်းကျွန်တော် design တစ်မျိုးဖြစ်သွားအောင်ဒါမှမဟုတ်လည်းအခြား file ပုံစံနဲ့သွားလို့ယူလို့ရတယ်ကျွန်တော်ဒီ file ပုံစံမကြိုက်ဘူးဆိုရင်အခြား file တွေပြောင်းလို့ရပါတယ်သူအဲ့ဒီ zoji file မှာပါလာတဲ့ file တွေပေါ့နော်14ခုပါတယ်ထင်တယ်ဟုတ်တယ် file set design 14ခုပါလာတယ်အဲ့ဒီ design ထားမှာကျွန်တော်ကြိုက်တဲ့ design ကိုယူလို့ရပါတယ်အဲ့ဒီ device နာပြသွားပြီးတော့font နေရာမှာကို file style okay အဲ့ဒီမှာအခြား design နဲ့ပြန်ပြီးတော့ပြန်တုပ်ပြလို့ရပါတယ်ဥပမာပြဒီ iPhone စာလုံးပုံစံအဲ့ဒီကတော့ရိုးရိုးစစ်စစ်ပါ design မပါဘူးအဲ့ဒါစမ်းကြည့်အောင် yes တကယ်လို့ကျွန်တော်ခုနကျွန်တော်ပြောတဲ့အတိုင်းပေါ့နော်ကျွန်တော် Android version ကတော့ဟို4.3 ဖြစ်နေပြီးတော့သူဟို app လောက်ခါကြာရင်မားသွားလို့ရှိရင်သူအဲ့ဒီ files not available သူမဟုတ်အဲ့ဒီသူအတုပ်ပြလို့မရတဲ့အကြောင်းသူပြောလိုက်မယ်တကယ်လို့အဲ့ဒီ app နဲ့ Android version နဲ့ကွာခြားမှုရှိလို့ရှိပေါ့နော်အဲ့ဆိုတော့ကျွန်တော်သူရဲ့ Android version မှတ်ခဲ့တဲ့ app ကို install လုပ်ဖို့လိုတယ်မဟုတ်ဆိုရင်အလုပ်လုပ်မှာမဟုတ်ပါဘူးအဲ့ဒါအဓိကသိဖို့လိုတယ်အဲ့ဒီက file ပြောင်းသွားပြီအဲ့ဒါမြန်မာ file တွေကြီးပဲဒါပေမဲ့စာလုံး design ကွာတဲ့ဟာတွေ okay ဒီဆိုတော့ကျွန်တော် file စီသွားပြီဆိုတော့ကျွန်တော်ဘယ်မှာလို့တွေးလို့ရတယ်ဘယ်မှာလို့တော့တွေးလို့ရတယ်ဒါပေမဲ့ကျွန်တော်စာရေးချင်လို့ဆိုရင်စာရေးဖို့တွေ comment ပါလေးပေးလို့ရှိရင် comment လေးရိုက်ဖို့စာရေးဖို့တွေမရသေးပါဘူးပြီးဆိုတော့ကျွန်တော်ထပ်မှာ keyboard မရှိသေးတဲ့အတွက်ကြောင့်အဲ့မှာဆိုရင်ကျွန်တော်မှလို့တွေ့ရတယ်ဒါပေမဲ့အဲ့ဒီဟာကိုကျွန်တော်စာရေးချင်တယ်စာရေးချင်ဆိုရင်ကျွန်တော်မြန်မာ pharmacy တည်းရဲ့ကျွန်တော်မြန်မာလိုရေးလို့မရပါဘူးအဲ့ဆိုတော့ကျွန်တော်မြန်မာ file ထည့်ဖို့လိုတယ် okay hope page မှာပြသွားပြီးတော့ကျွန်တော်အဲ့ Android market မှာပြသွားလိုက်ပါအဲ့ဒီ Google Play ပေါ့နော်အဲ့ဒီမှာပြသွားပြီးတော့ကျွန်တော် file တော့ keyboard ကြာတော့ကျွန်တော် install လုပ်ရလွယ်တယ် file ကြာတော့ကျွန်တော် version market ဖို့လိုတယ်အဲ့ဒီ keyboard ကြာတော့ကျွန်တော်ဘယ် version တက်အကောလုံးတွေအလုပ်လုပ်တယ်အဲ့ဆိုတော့ဟိုfile ပြသွားပြီဆိုရင်ကျွန်တော် keyboard ကကြာတော့အလွယ်တကူထည့်သွင်းလို့ရတယ်အဲ့ဆိုတော့အဲ့ဒီ keyboard ကိုကျွန်တော်စာရအောင်ကျွန်တော်မြန်မာ keyboard ကိုတုပ်တယ်အချိုးကြာတော့အဲ့ဒီအခြား keyboard တွေလည်းစီးပါတယ်ကျွန်တော်မြန်မာ keyboard နဲ့ပဲသွားမယ်မြန်မာ keyboard ဆိုတာနှိပ်ထားလိုက်ပါဒီမှာဆိုရင်ကျွန်တော်မြန်မာ keyboard ဆိုတာကိုနှိပ်ထားလိုက်ပါကျွန်တော်ဒီမှာဆိုရင်မြန်မာ keyboard ရှိတယ် began keyboard ရှိတယ်multi link keyboard လည်းရှိတယ်ကျွန်တော်အရင်တော့အဲ့ multi link keyboard သုံးတယ်ဒီ
ဒီရလည်းအကုန်လုံးကတော့အလုံးလုံးတယ်ဒါပေမဲ့ကျွန်တော်တော့ဒီမြန်မာ keyboard တုပ်ပြီးမှဖြစ်ပါတယ်အဲ့ဒီကို install လုပ်လိုက်ပါပြန်နဲ့ accept okay ပြီးတော့ကျွန်တော် install လုပ်လိုက်မှဖြစ်ပါတယ်ပြန်နဲ့ဒီပြီးသွားလို့စေကြအောင် open လုပ်လိုက်ပါပြီးရတယ်ကျွန်တော် keyboard ကိုဆင်းလာလုပ်ဖို့လိုတယ်အဲ့နေရာမှာရေးကြည့်တယ်ကျွန်တော်ဆင်းတဲ့မမှန်ဘူးဆိုရင် keyboard ရိုက်လို့ရမှာမဟုတ်ပါဘူးအဲ့ဆိုတော့ဒီကကျတော့ဒီ enable keyboard ဆိုတဲ့နေရာမှာကိုနှိပ်ပါ enable keyboard နေရာမှာကျွန်တော် keyboard က3မျိုးရှိတယ်ကျွန်တော်မှာ Samsung keyboard ရှိတယ်အဲ့ဒီဖုန်းထဲမှာပါလာတဲ့ keyboard ပေါ့နော်ပြီးတော့ Google voice type တရားကျွန်တော်လိုရတယ်ပြီးတော့ဒီမြန်မာ keyboard ဆိုတာတွေ့ရလိမ့်မယ်အဲ့ဒီမြန်မာ keyboard နေရာ mark ဒီနေရာ box နေမှာကို mark လုပ်ဖို့လိုတယ်အဲ့ mark မလုပ်ဘူးဆိုရင်ကျွန်တော်အဲ့ဒီ keyboard နှိပ်ခါကြရင်ဟိုအင်္ဂလိပ်လိုပဲပေါ်ရလိမ့်မယ်အဲ့ဆိုတော့အဲ့ဒီမြန်မာ keyboard ကိုနှိပ်ဖို့လိုတယ်ပြီးရတဲ့အနောက်ပြတ်သွားလိုက်ပါနောက်ပြတ်သွားပြီးရတဲ့ကျွန်တော် import language ဆိုတာကိုနှိပ်ပါ import language မှာကိုကျွန်တော်ဟိုအင်္ဂလိပ်ရှိတယ်ဇော်ဂျီရှိတယ်ကျွန်တော်ကောလုံးကို mark လုပ်ပါကျွန်တော်အင်္ဂလိပ်လိုရောဗမာလိုရောတွေ့ချတဲ့တွေ့ကြောင်းကောလုံးကိုကျွန်တော် mark လုပ်လိုက်ပါကျွန်တော်အဲ့အင်္ဂလိပ်တစ်ခုတည်းပဲ mark လုပ်ထားဆိုရင်ကျွန်တော်ဇော်ဂျီ file တွေ့ရမှာမဟုတ်ဘူးအဲ့ဆိုတော့ကောလုံး mark လုပ်ဖို့လိုတယ် mark လုပ်ပြီးတော့အနောက်ဖေးပြသွားပါပြီးရတဲ့ set information တော့ဆိုတာကိုနှိပ်ပါအဲ့ဒါပါလဲဆိုတော့ကျွန်တော် keyboard switch လုပ်ခိုင်းတာပေါ့နော်အဲ့ဒီကျွန်တော်အခုလောလောဆယ်သုံးနေတဲ့ keyboard ကျွန်တော် Samsung keyboard ဖြစ်နေတယ်ဟိုအင်္ဂလိပ်လိုတစ်ခုတည်းတွေ့ရတဲ့ keyboard ပေါ့နော်အဲ့ဆိုတော့ကျွန်တော်မြန်မာလိုရောအင်္ဂလိပ်လိုရောရိုက်ချင်စီဒီမြန်မာ keyboard ဆိုတဲ့နေရာကိုပြန်ရော switch လုပ်ဖို့လိုတယ်အဲ့ဒါကိုနှိပ်လိုက်ပါပြန်ကျွန်တော်ဖုန်းထဲမှာကျွန်တော် keyboard switch ပြသွားပြီအဲ့ဒါကျွန်တော် comment ပေးကြည့်အောင်ရလားမရလားဆိုတော့ okay hope picture မှာ Facebook ပြသွားမယ်ပြီးရတယ်ကျွန်တော်ဒီနေရာမှာကိုဟိုတုပ်ပြကြည့်အောင်ဒီကကျွန်တော်မြန်မာ keyboard အခုလောလောဆယ်တော့ဟိုအင်္ဂလိပ်လိုဖြစ်နေတယ်မြန်မာလိုပြောင်းချယ်ဆိုရင်အဲ့ဒီ space bar နေရာမှာပေါ့နော်အဲ့ space bar နေရာနဲ့ဖိနှိပ်ထားလိုက်ပါပြီးအဆေးသွားလိုက်ပါဆေးသွားလို့ဆိုရင်ကျွန်တော်မြန်မာဆိုတာတွေ့ရလိမ့်မယ်မြန်မာစောကြီးဆိုတာတွေ့ရလိမ့်မယ်အဲ့ဒါမြန်မာစောကြီးဆိုနေလိုက်တာနဲ့ကျွန်တော်မြန်မာ keyboard ပြောင်းသွားလိမ့်မယ်ဒီမှာဆိုရင်ကျွန်တော်စမ်းကြည့်အောင်နေကောင်းလားပေါ့နေရာမှာဟုတ်ပြီ okay okay အဲ့ဒါပြတ်သွားပြီးတော့အဲ့မှာစားသဖြင့်ကကျွန်တော်ဟိုပိုးမှာတော့မဟုတ်ပါဘူးအဲ့ဒီကစမ်းကြည့်တာပါစာလုံးစင်ရေးမယ်ဆိုလဲကျွန်တော် keyboard နဲ့လည်းကစားပေးဖို့လိုတယ်အဲ့ဒါဘယ်လိုအသုံးပြုရဲဆိုတာအဲ့ဒီမှာစာလုံးစင်ရေးတာရှိတယ်နည်းနည်းတော့ကစားပေးပေါ့နော်ဒီကကျွန်တော်ဟိုကောင်းတော့မတုတ်တတ်ပါဘူးဒီမြန်မာလိုရေးတာနည်းတယ်ဆိုတော့ okay ဒီမှာ keyboard လည်းရတကယ်လို့အင်္ဂလိပ်ကိုပြန်ပြောင်းချင်ဆိုရင်ဒီမှာဘယ်လိုပြန်ပြောင်းလဲဆိုရင်အဲ့ space bar နေရာပြန်နေပြီးတော့ဟိုအစစ်ဖြစ်ပြသွားပါပြရနေကျွန်တော်အင်္ဂလိပ်ဆိုတာတွေ့ရလိမ့်မယ်အင်္ဂလိပ်ဆိုတဲ့နေရာတစ်ခုကိုကျွန်တော်ဖုန်းနဲ့အဲ့မှာဆိုရင်ကျွန်တော်အင်္ဂလိပ်လိုပြန်တွေ့ရပြီမြန်အင်္ဂလိပ်လိုပြန်ရေးချင်ရောနော်အဲ့တော့ဗမာလိုရေးမယ်ဆိုရင်ခုနကတိုက် space bar ဖိနေပြီးတော့အစေသွားနောက်ဆုံးလို့ပေါ့နော်အဲ့ဆိုအင်္ဂလိပ်နဲ့မြန်မာတွေ့ရလိမ့်မယ်အဲ့ဆိုဖောင်းလဲရပြီ keyboard လဲရပြီတွေ့ရပြီဆိုတော့အားလုံးစစ်ပြမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ပြောတဲ့အတိုင်းပါ keyboard ကြတော့ဘယ် version ဘယ်ဖုန်းမဆိုထည့်ပြီးတော့အသုံးပြုလို့ရတယ်အလွယ်တကူတုပ်လို့ရတယ်အဲ့ဒီ file တစ်ခုပဲကျွန်တော်ဟို Android version မှာ follow တယ်ကျွန်တော်ခုနပြောတဲ့အတိုင်းအဲ့ဒီ version ကိုတည်ဖို့လိုတယ်ပြီးရတယ်ကျွန်တော် app ကိုသူရဲ့ version အတိုင်း install လုပ်ဖို့လိုတယ်အဲ့ဆိုတော့ဟိုဖုန်းလဲfile လဲရပြီ keyboard လဲရပြီဆိုတော့ကျွန်တော်အားလုံးစစ်ပြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်တကယ်လို့မရခဲဘူးစီဘယ်နေရာမှာမရခဲလဲဆိုတော့ဘယ်နေရာမှာမရခဲလဲဆိုတာကိုကျွန်တော် comment ပေးပြီးပြန်မေးလို့ရပါတယ်ကျွန်တော်တန်းနိုင်တော့ပြန်ဖြည့်ပေးမှဖြစ်ပါတယ်အားလုံးကြည့်တဲ့အတွက်ကျေးဇူးတင်ပါတယ် good luck bye bye